မျိုးသားသည်ထမင်းစားရန်ထိုင်လိုက်တိုင်းသူ့ဇနီးနှင့်ကလေးများကိုကလာထိုင်များတွင်ကြိုးဖြင့်ချီနှောင်လေးရှိသည်မင်္ဂလာပါသူ့ဇနီးကဘာမှပြန်မပြောသည်ကိုမြင်တော့သူသည်ဂရုမစိုက်ပဲအစားတောက်များကိုငန်းငန်းတက်ဆွဲတော်သည်ထို့ပြင်ထိုမျိုးသားသည်အလုံးမှအိမ်ပြန်ရောက်လာပြီးသူ့ဇနီးနှင့်ကလေးများကြိုးတုပ်လျက်ကျမ်းပြင်ပေါ်တွင်လဲကျနေသည်ကိုမြင်တော့အခါ၌လည်းအမှန်တကယ်ပင်သဘောကျကပြုံးနေခဲ့သည်အမှန်တရားမှာသူသည်ထိုမျိုးသမီး၏ခင်မွန်းအစစ်မှန်မဟုတ်ပေသူသည်ဓာတ်ပုံထဲကခင်မွန်းဖြစ်သူ၏နေရာတွင်သူ့ကိုယ်သူအစားထိုးထားခြင်းသာဖြစ်သည်အမျိုးသမီးကသူ့ကလေးကိုထိုမျိုးသားပြောသမျှအတိုင်းအတိအကျလုပ်ရန်ပြောလိုက်သည်မကြာမီထိုမျိုးသားသည်စပွဲနားသို့ရှောက်လာပြီးအမျိုးသမီး၏ရှေ့တွင်မိသားစုဓာတ်ပုံပေါင်းနှစ်ခုကိုချကာဓာတ်ပုံများကိုလဲလှယ်ရန်အတင်းကျပ်ခိုင်းစေခဲ့သည်အမျိုးသမီးသည်ခိုင်းသည့်အတိုင်းလှုပ်ဆောင်ပြီးနောက်တတိမွေးကသူမ၏ခင်မွန်းအစစ်ဘယ်ရောက်နေသလဲဟုမေးမြန်းခဲ့သည်ထို့အခါအိမ်တွင်သမီးဖြစ်သူကရုတ်တရက်ရည်စည်းတံကိုကြားလိုက်ရသည်အမျိုးသားသည်ကလေးများထဲမှတဦးကိုအရင်ဆုံးရေနှစ်သက်ရန်ရည်ရွယ်ချက်ဖြင့်ရေချိုးကန်ထဲတွင်ရေနွေးများထည့်ထားပြီးသားဖြစ်သည်သူသည်အမျိုးသမီးကိုမူလမိသားစုဓာတ်ပုံအားဆုတ်ဖြတ်ပြရန်ချင်းချောက်ခဲ့သည်သမီးဖြစ်သူကဒါကိုကြားပြီးသူ့ကိုတားဆီးရန်ကြိုးစားခဲ့သည်ဦးလေးပြောတာကိုကောင်းကောင်းနားထောင်ရင်တို့တွေအားလုံးအဆင်ပြေမှာပါဦးလေးဆိုသည့်စကားလုံးကထိုမျိုးသားကိုချက်ချင်းဒေါသထွက်သွားစေသည်အဖေလေးအဖေပြောတာကိုကောင်းကောင်းနားထောင်ရင်တို့တွေအားလုံးအဆင်ပြေမှာပါထိုမျိုးသားသည်ရှောက်လာပြီးဓာတ်ပုံကိုကလေးများရှေ့တွင်ချကာဆုတ်ဖြတ်ပြရန်အမိန့်ပေးခဲ့သည်မိခင်ဖြစ်သူကလည်းကလေးများကိုဆုတ်ဖြတ်လိုက်ရန်ပြောခဲ့သည်သို့တော်သားဖြစ်သူကဓာတ်ပုံတွေကသူ့အဖေကိုမှတ်မိသဖြင့်ဆုတ်ဖြတ်ရန်ညှဉ်းဆန်ခဲ့သည်ဒါကိုမြင်တော့မိခင်ဖြစ်သူကကလေးများကိုလွှတ်ပေးပါရန်ထိုမျိုးသားကိုတောင်းပန်တိုးရှိုးယုံမှတပါအခြားမရှိတော့ပေထိုချိန်တွင်အမျိုးသားသည်တစုံတစ်ခုသောအတန်ကိုကြားလိုက်ရသည့်ပုံဖြစ်သွားသည်အမျိုးသမီးကမူသူမဘာအတန်မှမကြားရပါဟုညှင်းဆိုခဲ့သည်ဤအချက်ကထိုမြဦးသားကိုလုံးဝယူတုပောက်ကွဲသွားစေခဲ့သည်ဘာလို့အဲ့ဒီလိုလုပ်တာလဲငါ့ကိုအယူလို့ပြောချင်တာလားထိုမျိုးသားကမိခင်ဖြစ်သူကိုရိုက်နှက်တော့မိအချင်းအရာကိုမြင်သဖြင့်တားဖြစ်သူသည်မိခင်ကိုကာကွယ်ရန်ချက်ချင်းရှိကပိတ်ရက်ခဲ့သည်ထိုမျိုးသားဒေါသအလိမ့်လိမ့်ထွက်သွားသည်သူသည်ကောင်လေးကိုကလားထိုင်နှင့်တကွမချိလိုက်ပြီးအမျိုးသမီး၏အော်ဟစ်ငိုယိုတောင်းပန်နေမှုများကိုလစ်လျူရှုကာရေချိုးကန်းစီသို့တန်းတန်းမတ်မတ်လျှောက်သွားခဲ့သည်ထိုမျိုးသားသည်နောက်ထပ်အကြမ်းဖက်မှုကိုကျူးလွန်တော့မည်ဆဲဆဲမှာပင်ရဲတပ်ဖွဲ့ဝင်များကသူ့နောက်ွယ်တွင်ရုတ်တရက်ပေါ်လာခဲ့သည်လွန်ခဲ့သောရက်နှဲငယ်ကလူတက်မှုတစ်ခုဖြစ်ပွားခဲ့သည်တေဆုံးသူသည်လေဘင်းကိုဓာတ်ဖြင့်အလှီးခံထားရပြီးရှာကိုဖြတ်ကာတေဆုံးသူ၏နောက်ကျောအိတ်ကက်ထဲသို့ထည့်ထားခြင်းခံရသည်ထိုကဲ့သို့ရက်ဆက်ရုံမှလာသောလူတက်မှုပုံစံသည်စုံထောက်အဖွဲ့ခေါင်းဆောင်ကိုလွန်ခဲ့သော23နှစ်ကဖြစ်ပွားခဲ့သည့် Mantis ပစင်းရင်ကွဲလူတက်မှုများကိုပြန်လည်တရိယာစေခဲ့သည်ထိုစဉ်ကလူ9ဦးကိုတပ်ဖြတ်ခဲ့သည့် Amy Hammy ကိုချက်ချင်းဖမ်းဆီးနိုင်ခဲ့တော်လဲတပ်တေအထောက်ထားမလုံလောက်မှုကြောင့်ရဲတပ်ဖွဲ့ကသူမတေဆုံးသွားပြီဖြစ်ကြောင်းလူသိရှင်ကြားကြေညာခဲ့ပြီးအမှန်တကယ်တွင်မူသူမကိုအိမ်တွင်းကျဲကျုပ်ဖြင့်သာထိန်းသိမ်းထားခဲ့သည်သူမသည်အချင်းကြနေတော့လဲကော်ဖီတောက်ခြင်းဂီတနားထောင်ခြင်းနှင့် TV ကြည့်ခြင်းတို့ကိုပြုံးဝေးစွာလှုပ်ဆောင်နေနိုင်ခဲ့သည်ရဲတပ်ဖွဲ့ကတစုံတစ်ယောက်သည်အေမီ၏လူတက်မှုပုံစံကိုလိုက်လံအတူခိုးနေသည်ဟုယုံကြည်ခဲ့သည်ဤအမှုသတင်းကြားနေများတွင်ပါလာသည်နှင့်တပြိုင်နက်လူဖွဲ့စည်းတရက်လုံးတုံးလုံးချောက်ချသွားခဲ့သည်ထို့ကြောင့်စုံထောက်အဖွဲ့ခေါင်းဆောင်သည်စုံစမ်းစစ်ဆေးရေးတွင်အေမီ၏အကူအညီကိုတောင်းခံရန်မှတပါအခြားရွေးချယ်စရာမရှိတော့ပေသို့သောအေမီကမူရဲအရာရှိတဦးဖြစ်သည့်သူမ၏သားဖြစ်သူနှင့်သာစကားပြောလိုခဲ့သည်Jack သည်သူမိခင်လုပ်ခဲ့သောအရာများကိုအမြဲတမ်းဆက်ဆုပ်ရွံရှာခဲ့တော်လဲလူတက်မှုများဆက်လက်မဖြစ်ပွားစေရန်တားဆီးဖို့အတွက်သူသဘောတူခဲ့သည်ရဲရောက်ရှိလာပြီးနောက်အေမီသည်အမှုတွဲဖိုင်များကိုခွဲခြင်းစိတ်ဖြာလေ့လာခဲ့သည်လူတက်သမားသည်သူမကိုအမှန်တကယ်အတူကိုးနေခြင်းဖြစ်သည်အေမီသည်လူတက်သမားအသုံးပြုခဲ့သည့်လူတက်လက်နက်ကိုဖော်ထုတ်နိုင်ခဲ့သည်သူမဖော်ထုတ်နိုင်ခဲ့သည်မှာထိုများသာဖြစ်သည် Jack ကလှည့်ထွက်သွားရန်ပြင်ဆင်မှာပင်အန်နာကအခင်းဖြစ်ပွားရာနေရာသို့တွားရောက်ကြည့်ရှုခွင့်တောင်းခံခဲ့သည်အမှုကိုအမြန်ဆုံးအဆုံးသတ်နိုင်ရန်အတွက်စုံထောက်ဖွဲ့ခေါင်းဆောင်သည်သူမ၏တောင်းဆိုချက်ကိုချက်ချင်းသဘောတူလိုက်သည်